အားလုံးမင်္ဂလာပါဒီဝါနာရှင်အားလုံးကိုကျေးဇူးပါတယ်ဒီနေ့ပေါင်းခြင်းလေးကိုပေါင်းခြင်း73တုံးဖြစ်ခြင်းကိုတိပေါင်းခြင်း38ပေါင်းခြင်း18ဖြစ်ခြင်း8တုံးပါဝါ8နှစ်ပေါင်းခြင်း30တုံးပေါင်းခြင်း73ဖြစ်ခြင်း3 5ပေါင်းခြင်း8 5ပေါင်းခြင်း73 3 8ဖြစ်မှာဆို3ညာ5ထိပ်ပါနော်3 8 3ဖြစ်မလား3 8 3 8လို့ဖြစ်မှာနော်3ညာ5ထိပ်ဒီနေ့လာနေရတော့နေညမှာပါတယ်နော်အနေရတော့အင်္ဂါနေညရံခွက်ထရပေါက်ပါတယ်နော်အနေရမနေ့က3ည5ထိပ်ရတာနောက်ပိတ်ထွက်တယ်ညကျတော့3ည5ပိတ်ရနောက်ထိပ်စီထွက်တာနော်ပြောင်းပြန်တယ်ဒီနေ့မနေ့ကံကောင်းရင်မင်းအောင်ကွက်ထရပေါက်ကြပါစေဒီ6တုံညာ5ကီပါ